ဒီနေ့ခေါင်းထဲရောက်လာတဲ့ topic ကပါလဲဆိုတော့ healing together လို့ပြောရမယ်ပေါ့နော်ကိုဖြတ်တန်းခဲ့ဖို့တဲ့တွေ့ကြုံလေးကိုမှရှိခဲ့ဖို့တဲ့တွေ့ကြုံလေးကိုခံစားခဲ့ဖို့တဲ့ခံစားချက်တွေ emotions တွေအဲ့ဒါတွေကိုပြန်ပြောပြတဲ့အခါမှာလေပြန်ပြောပြတယ်အခြားတရားကိုပြန်ပြောပြတယ်သို့မဟုတ်နားထောင်တယ်ပေါ့နော်သူများပြောတာကိုနားထောင်တယ်နားထောင်ကြည့်လိုက်တော့သူတို့ကလေကိုလိုပဲသို့မဟုတ် similar ပေါ့နော် experience ရှိခဲ့ဘူးတယ်တွေ့ကြုံရှိခဲ့ဘူးတယ်အဲ့လိုပဲဖြတ်သန်းနေရတယ်ဆိုလို့ရှိရင်လေအဲ့လိုမျိုး conversation တွေကအဲ့လိုစကားဒီပြန်ပြောတာနားထောင်သူများတွေ့ကြုံနားထောင်မလို့ရှိရင်နားထောင်နေတဲ့အချိန်မှာလေကိုယ့်ရဲ့ခေါင်းထဲမှာသူ့ရဲ့တွေ့ကြုံတဲ့ဟာကိုနားထောင်ရင်းနဲ့ကိုယ့်ကိုလည်းပြန်ပြီး replay လုပ်ဖြစ်တာပေါ့နော်ငါကောအဲ့လိုအတွေ့အကြုံကြုံခဲ့ဘူးလားအဲ့တော့ငါဘယ်လိုလုပ်ခဲ့လဲပေါ့နော် one KBO ကကြတော့ဗာလဲဆိုတော့ဒီ pitfall ကဗာလဲဆိုတော့အဲ့ဒီမှာတအားကြီးပဲကိုယ့်အကြောင်းတွေးမနေဘူးပေါ့နော်တအားကြီးပဲကိုယ့်အကြောင်းတွေးနေကြတော့လေငါနဲ့တူတူပဲဆိုပြီးစဉ်းစားနေချိန်မှာတချို့ nuance လေးတွေ nuance တေးသေးလေးတွေပေါ့နော်ကိုယ်နဲ့မတူတယ်ပေါ့နော်ကိုယ့်အတွေ့အကြုံနဲ့မတူတဲ့သူတို့ရဲ့အတွေ့အကြုံလေးကို miss ဖြစ်သွားတယ်ပေါ့နော်ကိုကလေ miss ဖြစ်သွားတယ်အောင်အဲ့တော့အရေးကြီးရာတစ်ချက်ကပါလဲဆိုတော့အဲ့လိုသူတို့ပြောနေတဲ့အချိန်မှာလူတယောက်ကိုတခုခုပေါ့နော်ကိုသူတို့ရဲ့အတွေ့အကြုံတစ်ခု share လုပ်နေတဲ့အချိန်ပြောနေတဲ့အချိန်မှာ pay attention ပေါ့နော်သေချာလေးစိတ်ဝင်စားနဲ့နားထောင်ဖို့ပေါ့နော်ငါဘာပြောရမလဲဆိုတော့စဉ်းစားမနေပဲねပေါ့နော်ပြီးတော့ငါလည်းဘာနဲ့တူလဲဆိုတော့ဟောဒါအရင်စဉ်းစားနည်းနည်းတော့ဝင်မှာပဲလေသိလားမလားနည်းနည်းတော့ခေါင်းတော့ရောက်မှာပဲဒါပေမဲ့သူပြောတာကိုတခြားနားထောင်ပေါ့နော်သူပြန်ပြောနားထောင်သူဘယ်လိုမျိုးအတွေ့အကြုံတွေရှိတယ်လဲသူပြောချင်တာဘာလဲအဲ့ဒါကိုမြင်အောင်ကြည့်နားထောင်မရှင်းရင်ပြန်မေးပေါ့နော်မရှင်းရင်ပြန်မေးတခါကျရင်အဲ့မေးတဲ့မေးခွန်းလေးကကိုပြန်မေးလိုက်တဲ့မေးခွန်းလေးတွေကပြောတဲ့လူကိုအထောက်အကူဖြစ်တယ်ဘာလို့လဲဆိုတော့သူတို့လည်းI do not think ဒီမှာ think that way ပေါ့နော်အဲ့လိုမျိုးတွေးခဲ့ပြီးပါလားပေါ့နော်ဆိုပြီးတော့သူတို့လည်းထောက်ကူပြောတယ်ပေါ့နော်အဲ့တော့ကိုရဲ့attention ပေါ့နော်ကိုရဲ့ full undivided attention ကိုအဲ့တယောက်ကိုပေးပြီးတော့နားထောင်ခြင်းအပြင်ပြီးရင်သူ့ရဲ့အကြောင်းကိုနဲ့သူ့ရဲ့ကိစ္စကိုသူ့ရဲ့အတွေ့အကြုံနဲ့ခံစားချက်တွေအတွေးတွေကိုအဲ့လိုမျိုးဒီ open curiosity ပေါ့နော်စိတ်ဝင်စားတဲ့စိတ်နဲ့စိတ်ဝင်စားတဲ့စိတ်နဲ့နားထောင်ပေးလိုက်လို့ရှိရင်လေအဲ့ဒါကအလုပ်တော့ဝတ်ပြီးတယ်ပြောရတဲ့လူကလေအရင်တက်တာတယ်ပေါ့နော်သိလားအရင်တက်တာတယ်အဲ့ချိန်မှာအရင်ရေးကြည့်တာကလေဘာလဲဆိုတော့ don't jump into the conclusion သိရမလားအဲ့ဒါအဲ့လိုလားအဲ့ဒီမှာဒီလိုဆိုပြီးတော့အဲ့လိုမျိုးလေရုပ်တရက်ဝင်ပြီးတော့ဖြတ်ပြီးစကားပြောပြီးတော့အဲ့လိုကွာအရင် fix လုပ်ချင်တဲ့စိတ်ကြီးပေါ့နော်အဲ့လိုစိတ်တွေဝင်လာပေါ့နော်အဲ့ arch တရားငါသိတယ်ပေါ့နော်ငါသိတယ်အရင်အဲ့လိုမျိုးပြဿနာကိုအရင် soft လုပ်ပေးခြင်းတာအဲ့ဒီစိတ်တွေဝင်လာရင်လေအဲ့ဒါကိုဝင်လာလိုက်ပြီးတော့ခဏလေးငြိမ်လေးနေလိုက်သိလားလူကအဲ့လိုပဲအကျင့်ကလေလူတွေမှာအကျင့်ကပါလဲဆိုတော့ကိုကကူညီနိုင်အရင်ကူညီပေးလိုက်ချင်ချက်ချင်းကိုအဲ့ဒီပြဿနာကို soft လုပ်ပေးလိုက်ချင်တာပေါ့နော်တကယ်တော့များသောအားဖြင့်လေပြဿနာကို soft လုပ်တာလေကိုမလုပ်လေရတယ်ပေါ့နော်အထူးသဖြင့်တော်တော်များများကလေသူတို့လုပ်သွားလိမ့်မယ်ဒီလားကိုကအဲ့လိုပဲနားထောင်ပေးလိုက်ကိုနားထောင်နေရဲဆိုတာကိုလည်းပြပေါ့နော်ဒီတိုင်းနားထောင်နေရဲပေါ့နော်ပြီးကိုကဟိုတောင်းမြောက်လို့မနေဘဲနဲ့ပေါ့နော်နားထောင်နေရဲဖုန်းနဲ့ဆိုလဲဖုန်းနဲ့ပေါ့နော်အဲ့လိုပေါ့နားထောင်နေရဲဆိုတော့အတန်လေးပြုတ်ပေးတာဖြစ်ဖြစ်ဒီဗီဒီယိုကောဆိုလဲပြရမလားအဲ့လိုမျိုးကိုကသူနဲ့ရှိနေသေးတယ်ဒီအတွေ့အကြုံမှာသူနဲ့ရှိနေသေးတယ်ကိုအချိန်ပေးထားတယ်ကိုရဲ့ attention ပေးထားတယ်ကိုယ့်ရဲ့ energy ပေးထားတယ်ပြီးတော့ကိုက judgment မလုပ်ခံနဲ့သိရမလားကောင်းတယ်တော့မကောင်းဘူးလို့သူ့ကိုဝေဖန်တဲ့ဟာမျိုးမရှိဘဲနဲ့ပေါ့နော်အဲ့လိုမျိုးမရှိဘဲနဲ့လုပ်ပေးလိုက်လို့ရှိရင်အဲ့လိုနားထောင်ပေးလိုက်ခြင်းဟာဖြင့်လေအဲ့တော့အဲ့နားထောင်ပေးတဲ့ skill ကအဲ့ listening ကလေ is a very powerful skill ဒီလား listening က very powerful skill ဒီတယောက်ကိုအဲ့လိုမျိုးလာပြောတဲ့အချိန်မှာကိုကအပြည့်အဝနားထောင်ပေးတာဒီ skill တစ်ခုပဲဒီလားဘာလို့လဲဆိုတော့လူတိုင်းကသူတို့ရဲ့ကိစ္စတွေကိုလမ်းပေါ်တက်ပြီးပြောနေမှာမဟုတ်ဘူးဒီလားအဲ့တော့ကိုကိုလာပြောလို့ရှိရင်ကိုသူကအဲ့လိုယုံကြည်ခြင်းနဲ့လာပြောတဲ့အခါမျိုးမှာအဲ့ဒီယုံကြည်မှုကိုလေးစားပြီးတော့ပေါ့နော်လေးစားပြီးတော့တေချာလေးနားထောင်ပေးခြင်းဟာလည်းတကယ်တော့ကုသိုလ်တစ်မျိုးပဲပေါ့နော်ကိုလည်းကုသိုလ်ရတယ်ပေါ့နော်သူလည်းပြောရတယ်သက်သာသွားတယ်ရင်ပေါ့သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်အဲ့ဒါကတစ်ချက်အဲ့ဒါကအလုပ်ကတော့တောင်မကောက်တော်တော်များများအဲ့မှာ listening နဲ့ပြီးသွားတာပေါ့နော် listening နဲ့တော်တော်ပြီးသွားတာအားကြလို့ရှိရင်ကိုဘာမှလုပ်ဆံမလို့အဲ့လိုပဲဟုတ်လားဟိုကလေးမေးလိုက်ဒီဟာလေးမေးလိုက်နဲ့ तू ကပြောတဲ့လူကသူ့နဲ့သူဖြေတာပေါ့ကိုဘာမှလုပ်ဆံမလို့အဲ့
အဲ့လိုမျိုးပေါ့နော်အထူးသဖြင့်လူတွေကလေသူတို့ဟာသူတို့တွေ့သွားတဲ့အဖြေဆိုရင်ပို့ပြီးတော့အဲ့ဒါသူတို့တို့ effective ဖြစ်တယ်ဒီလားကိုကဟဲ့ဒီလိုလုပ်လိုက်ပါလားဟိုလိုလုပ်လိုက်ပါလားဆိုတာအဲ့လေအဲ့လိုပြောတာတဲ့ကိုသူတို့ကသူတို့ဟိုပါပေါ့နော်ကြားသွားတဲ့အဖြေပေါ့နော်ကိုဘေးကနေနည်းနည်းလေးတော့ထောက်ပြီးလိုက်ရင်ထောက်ပြီးလိုက်မယ်ဒါပေမဲ့သူကသူတို့ကြားသွားတဲ့အဖြေဆိုလို့ရှိရင်ပို့ပြီးတော့သူတို့ impactful ဖြစ်တယ်ပေါ့နော်အဓိပ္ပာယ်ပို့ရှိတယ်ပို့ပြီးတော့လည်းအဲ့ဒီအဖြေနဲ့သူတို့ဆက်လက်ပြီးတော့ဒီပြဿနာဖြေရှင်းလို့ရသွားတယ်ပေါ့နော်အဲ့တပိုင်းပြောချင်တာတပိုင်းအဲ့တော့အဲ့အချိန်မှာကိုနဲ့ကသွားပြီးတော့ကိုအတွေ့အကြုံနဲ့တွားထူခဲ့တယ်ဆိုလို့ရှိရင်လေအဲ့လိုမျိုးသူလည်းပြောပြီးသူပြောပြီးလို့ရှိရင်အော်ငါတော့လေဒီလိုပဲသူပြောလို့ပြီးသွားတဲ့အခါပေါ့နော်နားထောင်ပြီးသွားတဲ့အခါကျငါလည်းဒီလိုအတွေ့အကြုံရှိခဲ့ဘူးလေသိလားဒီလိုပဲငါအဲ့တော့ဒီလိုဖြစ်ခဲ့တယ်ဒီလိုလုပ်လိုက်တယ်အဲ့လိုမျိုးကြတော့လေအဲ့ဒီ experience လေးပေါ့နော်အဲ့ experience လေးကအရင် wholesome ဖြစ်တယ်ပြီးရင်နားထောင်ပေးလိုက်တဲ့လူမှလည်းဘာဖြစ်သွားလဲဆိုတော့သူလည်းသူ့စိတ်ထဲမှာလည်းသူ့ရဲ့တရားချက်တွေရှိခဲ့ရင်လည်းလေအဲ့ဒါ heal ဖြစ်သွားတယ်ပေါ့နော်။ဘာတယောက်လည်းမဟုတ်ဘူးဒီမှာငါ့လာပြောတဲ့သူရှိတယ်။အဲ့တော့ကျတော့ငါဒီလိုကြုံရဲလို့သူတို့ကြုံရဲလို့ကိုအခုငါသူများကိုလည်းနားထောင်ပေးနိုင်တယ်။ကိုချင်းစာပေးနိုင်တယ်ပေါ့နော်။ငါလာဒီလိုမျိုးမကြုံခဲ့ရဘူးဆိုလို့ရှင်နားလည်ပေးဖို့ခက်မှာပဲဆိုတော့အဲ့လိုမျိုးလေးပေါ့နော်။အဲ့တော့ဘာတွေ့ကြုံပြီးအဲ့ဒီအတွေ့အကြုံပေါ်မှာပြန်ပြီးတော့Silver line လေးပေါ့နော်တကယ်လို့ဟို positive experience မဟုတ်ခဲ့ရင်တော့မှအဲ့ဒီဟာလေးမှာ silver line လေးရှိပါလားဆိုတော့ positive light လေးတစ်ခုကဝင်သွားတယ်ပေါ့နော်ဒါလေးပါပဲ